မင်းရင်ရော်မှုတွေကမျိုးရိုးဗီဇလက္ခဏာမဟုတ်ပါဘူးတဲ့တချို့ကြတော့လေအသက်အရွယ်သာကြီးလာတယ်ခန္ဓာကိုယ်ကငယ်ရွယ်နှုတ်ပြိုပြီးတော့ဗောနော်လန်းဆန်းတက်ကြွနေရပဲအဲ့ဒါကလည်းမှော်ပညာမဟုတ်ပါဘူးတဲ့အဲ့ဒါအလုတ်ပါတဲ့သူတို့နေ့စဉ်နဲ့အမျှနေ့စဉ်ဖြတ်တန်းနေရတဲ့ဘဝမှာကောင်းမွန်တဲ့အလေးကျင့်လေးတွေကိုတိဆောက်ထားမယ်ဆိုရင်ရေရှည်မှာအဲ့ဒီအလေးကျင့်လေးတွေကပေးတဲ့ကောင်းမွန်တဲ့အကျိုးရလဒ်တွေကိုရုပ်ပိုင်းဆိုင်ရာမှာရောစိတ်ပိုင်းဆိုင်ရာမှာရောခံစားရမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးတစ်ချက်ကရေကိုလုံလောက်အောင်တောက်ရမှာဖြစ်ပါတယ်ကျမတို့ခန္ဓာကိုယ်ကရေဓာတ်ကိုအရင်လိုအပ်ပါတယ်အဲ့တော့ရေကိုကိုယ်ခန္ဓာကိုယ်အတွက်လုံလောက်အောင်နေ့တိုင်းတောက်ပေးဖို့လိုအပ်ပါတယ်တနေ့တည်းတောက်လို့မရပါဘူးနေ့တိုင်းတောက်ရမှာပါအဲ့တော့နေ့တိုင်းခန္ဓာကိုယ်ကိုရေဓာတ်လုံလောက်ပေးဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့အစာအာဟာရပါအဲ့တော့ကျမတို့နေ့တိုင်းအစားအစာစားတဲ့အခါမှာထမင်းစားတာပဲဖြစ်ဖြစ်မုတ်စားတာပဲဖြစ်ဖြစ်စားတဲ့အခါမှာစားချင်တာကိုပဲရွေးစားတတ်ပါတယ်အမှန်တော့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်ပြည့်စုံအောင်စားပေးဖို့လိုအပ်ပါတယ်ဒါကလည်းနေ့စဉ်တည်ဆောက်ရမယ့်အလေးကျင့်ကောင်းတစ်ခုပါနေ့စဉ်ကိုယ်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရကိုပေးနိုင်မဲ့အစာအသောက်ကိုစားဖို့လိုအပ်ပါတယ်အဲ့တော့ကိုစားကျင်တာထက်ကိုယ်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရကိုပေးနိုင်တဲ့အစာအသောက်ကိုနေ့စဉ်ရွေးချယ်စားသောက်ဖို့လိုအပ်ပါတယ်ဒါကလည်းနေ့စဉ်လုပ်ရမှာပါတစ်ခုကတော့အိပ်ဆက်ခြင်းမှာခန္ဓာကိုယ်အတွက်အိပ်ဆက်ခြင်းကအလွန်အရေးကြီးပါတယ်အဲ့တော့ TV ကြည့်ရင်အိပ်ပျော်သွားတာဖုန်းသုံးရင်အိပ်ပျော်သွားတာအမေခင်တီ TV ကြည့်တာအမေခင်တီဖုန်းသုံးတာတချင်းနားထောင်တာဒါတွေကတော့ကောင်းမွန်တဲ့အိပ်ဆက်ခြင်းမျိုးကိုပေးမှာမဟုတ်ပါဘူးအဲ့တော့မေခင်မှာလူရောစိတ်ရောကိုအနာပေးပြီးတော့အိတ်တင်ပါတယ်ဒါမှကိုယ့်ရဲ့ခန္ဓာကိုယ်အတွက်ကောင်းမွန်တဲ့အိပ်ဆက်ခြင်းမျိုးကိုရမှာပါအဲ့တော့တိတ်ဆိတ်ပြီးတော့မှောင်နေတဲ့အခန်းထဲမှာအိတ်တာဟာဆိုလို့ရှိရင်ကောင်းမွန်တဲ့အိပ်ဆက်ခြင်းမျိုးကိုခန္ဓာကိုယ်အတွက်ပေးနိုင်ပါတယ်နောက်တစ်ခုကတော့ခန္ဓာကိုယ်လှုပ်ရှားမှုပါနေ့တိုင်းမှာလုံလောက်တဲ့လှုပ်ရှားမှုရှိဖို့လိုအပ်ပါတယ်အဲ့တော့လှုပ်ရှားလည်းနေရမယ်ပြီးတော့ကိုလက်လေးကျင်ကန်လည်းလုပ်တင်ပါတယ်အဲ့တော့တနေ့တည်းမှာနိုင်ဝက်တနာကြီးလှုပ်เสียမလို့ပါဘူးကိုတက်နိုင်တဲ့လောက်10မိနစ်တော့၎င်း15မိနစ်တော့၎င်းတက်နိုင်တဲ့လောက်လုပ်ပါဒါပေမဲ့နေ့တိုင်းလုပ်ပါနေ့စဉ်လုပ်ပါရေရှည်လုပ်ပါဒါမှအကျိုးရလဒ်ကိုခံစားရမှာဖြစ်ပါတယ်10မိနစ်ပဲဖြစ်ဖြစ်15မိနစ်ပဲဖြစ်ဖြစ်ကိုအချိန်အားဖြင့်၎င်းခန္ဓာကိုယ်အင်အားခွန်အားအဖြစ်၎င်းတက်နိုင်တဲ့လောက်ကိုနေ့တိုင်းရေရှည်လုပ်ပြီးဖို့လိုအပ်ပါတယ်အဲ့တော့နေ့စဉ်နေ့တိုင်းခန္ဓာကိုယ်အတွက်လုံလောက်တဲ့ရေဓာတ်ကိုလည်းဖြည့်ဆည်းပေးမယ်အစာအာဟာရကိုလည်းစားမယ်ကောင်းမွန်တဲ့အိပ်ဆက်ခြင်းမျိုးကိုလည်းရအောင်အိပ်ဆက်မယ်ပေါ့နော်ပြီးတော့ရင်ခန္ဓာကိုယ်လှုပ်ရှားမှုပေါ့နော်ကိုယ်ကာယလေ့ကျင့်ခန်းလည်းလုပ်မယ်ဆိုရင်နေ့စဉ်လုပ်သွားမယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ခန္ဓာကိုယ်အိုမင်းရင့်ရုံမှုကိုလျော့နှဲအောင်ဟန်တာနိုင်မှာဖြစ်ပါတယ်ပြီးတော့နောက်ချက်တွေရှိသေးပါတယ်အဲ့တော့ပထမတစ်ချက်ကတော့စိတ်ဖိစီးမှုပါစိတ်ဖိစီးမှုတွေကိုရေရှည်မခံစားနေဖို့လိုအပ်ပါတယ်အဲ့တော့ကိုယ်စိတ်ဖိစီးမှုကိုခံစားနေရပြီဆိုရင်ဘယ်အရာကကိုယ်ကိုစိတ်ဖိစီးစေတာလဲအဲ့ဒီအရာတွေကိုဖြည့်ရှင်းဖို့လိုအပ်ပါတယ်အဲ့ဒီအရာတွေကိုဖြည့်ရှင်းပြီးတော့စိတ်ဖိစီးမှုတွေကိုရေရှည်ကြီးဆွဲခေါ်ပြီးတော့မခံစားမိဖို့အရေးကြီးပါတယ်ဒီလိုအရာတွေကြောင့်ကိုယ်စိတ်ဖိစီးစေတယ်ဆိုတာကိုသိထားရင်နောက်တစ်ခါကျရင်ဒီအရာတွေကြောင့်ကိုစိတ်မဖိစီးအောင်ကာကွယ်လို့လည်းရပါတယ်နောက်တစ်ခုကတော့ self respect ပါကိုလေးစားမှုရှိရပါမယ်ကိုလေးစားမှုရှိရမယ်ဆိုတာကိုယ့်ရဲ့အချိန်တွေအင်အားတွေကိုယ့်ရဲ့ဘဝကိုအလဟတမ်းမဖြုံးတိပြစ်တာပဲဖြစ်ပါတယ်ဥပမာအရက်တောက်တယ်ဆက်လေးတောက်တယ်ဒီအရာတွေကကိုယ်ခန္ဓာကိုယ်အတွက်ရောစိတ်ပိုင်းဆိုင်ရာအတွက်ရောထိခိုက်စေပါတယ်ဒါတွေကိုတောက်တယ်စားတယ်ဆိုတာကဒါကို respect မရှိတာပေါ့တခါတလေကိုမဆိုလိုပါဘူးဒီလိုမျိုးအလေးကျင့်ရှိနေမယ်ဆိုရင်ဒါကိုလေးစားမှုမရှိတာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့အချိန်တွေကိုအလဟတဖြုံးပြမယ်ပေါ့နော်ဘာမှကိုယ့်အတွက်အကျိုးမရှိတဲ့ຢာတွေအတွက်ကိုယ့်ရဲ့အချိန်တွေကိုအလဟတဖြုံးပြမယ်ဆိုရင်လည်းဒါဟာကို self respect လေးစားမှုမရှိတာပဲဖြစ်ပါတယ်အဲ့တော့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအိုမင်းရရော်မှုကိုကာကွယ်ဖို့အတွက် self respect ကိုလေးစားရမယ်ဆိုတဲ့အလေးကျင့်ကောင်းကိုလည်းမွေးမြူထားရပါမယ်နောက်တစ်ချက်ကတော့စိတ်အေးချမ်းမှုပါကိုယ့်ရဲ့စိတ်အေးချမ်းမှုကိုကာကွယ်ရပါမယ်အဲ့တော့ကိုယ့်ရဲ့စိတ်အေးချမ်းမှုကိုကာကွယ်ဖို့ဆိုတာက boundaries တွေသတ်မှတ်ရပါမယ်စီးတွေပေါင်းတွေသတ်မှတ်ရပါမယ်အဲ့တော့ကိုယ်စိတ်အေးချမ်းမှုကိုထိခိုက်လာမဲ့အရာတွေကိုဘောင်ကျော်မခံပါနဲ့ဥပမာ
ဆိုအရာရာတိုင်းကို yes ပြောနေစရာမလိုဘူးကိုတကယ်လုပ်ပေးနိုင်မှာကိုကူညီနိုင်မှာ yes လို့ပြောမယ်ကိုအတွက်အဆင်မပြေရင် no လို့ပြက်ပြက်တတ်အာနာစရာမလိုပဲညင်းလိုက်ပါအဲ့တော့နောက်တစ်ခုကပြင်ပကလာတဲ့အတန်တွေပေါ့နော်ပတ်ဝန်းကျင်ကပြောတဲ့စကားတွေကကိုယ်စိတ်အေးချမ်းမှုကိုထိခိုက်စေလားဒီဝေဖန်တန်တွေကကိုယ့်ရဲ့စိတ်အေးချမ်းမှုကိုထိခိုက်စေတယ်ဆိုရင်အဲ့ဒါတွေကိုစစ်ထုတ်ပြဖို့အရေးကြီးပါတယ်နောက်ဆုံးအရေးကြီးဆုံးတစ်ခုကကိုယ့်ရဲ့အတွေးပါကိုယ့်ရဲ့အတွေးတွေကကောင်းမွန်တဲ့အတွေးတွေလားပေါ့နော်ကိုယ့်အတွက် energy ရစေတဲ့အတွေးတွေလားဒါမှမဟုတ်လို့ရှိရင် negative တွေလားအဆိုးတွေလားအစိတ်တင့်စေတဲ့တွေးတွေလားဒီလိုတွေးတွေဆိုလို့ရှိရင်ဒီလိုတွေးတွေကိုသိပြီးတော့ဒါရပ်တန့်ပြဖို့လိုအပ်ပါတယ်ဒီလိုတွေးတွေကမတွေးတဲ့တွေးတွေပြီးတော့တကယ်ဖြစ်တဲ့အဖြစ်အပျက်တွေလည်းမဟုတ်ဘူးအတွေးညတာပဲဖြစ်တယ်ဆိုတာကိုသိပြီးတော့မြင်ပြီးတော့နားလည်ဖို့လိုအပ်ပါတယ်ကို့မှာဒါဒီလိုအလေးကျင့်ကောင်းလေးတွေရှိမယ်ဆိုလို့ရှိရင်ဒီကောင်းမွန်တဲ့အလေးကျင့်တွေကြောင့်ကောင်းမွန်တဲ့အကျိုးရလဒ်တွေကိုကိုယ့်ရဲ့အသားရည်ပေါ်မှာကိုယ့်ရဲ့မျက်လုံးပြီးရင်ကိုယ့်ရဲ့စပင်တွေအယိုးတွေအစစ်တွေပြီးရင်အုံနောက်လှုပ်ဆောင်မှုအပိုင်းတွေမှာအဲ့ဒီအကျိုးရလဒ်တွေကိုအများကြီးခံစားရမှာဖြစ်ပါတယ်ဒါပေမဲ့ရေရှည်လောက်သွားဖို့လိုအပ်ပါတယ်ရေရှည်လောက်သွားမှသာဒီအကျိုးရလဒ်တွေကိုကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာမှာရောဒီခန္ဓာကိုယ်ပေါ်မှာရောတွေ့ရမှာဖြစ်ပါတယ်အဲ့တော့စိတ်ပိုင်းဆိုင်ရာအဖြစ်ဆိုရင်လည်းကိုကလန်းဆန်းတက်ကြွပြီးတော့ခွန်အားပြေးဝနေတယ်လို့ခံစားရတယ်ပေါ့နော်အဲ့တော့စိတ်ပိုင်းဆိုင်ရာအဖြစ်လန်းဆန်းတက်ကြွနေတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့လှုပ်ဆောင်တဲ့အလုပ်တွေမှာလည်းကောင်းမွန်လာမှာဖြစ်ပါတယ်အဲ့တော့ကျမတို့အသားရည်တွေလျော့ရဲလာတာအရေးချောင်းတွေပေါ်လာတာစသည်ဖြင့်အယိုးအစစ်တွေပြောင်းလဲမှုတွေဖြစ်လာတာဆိုလို့ရှိရင်နေချင်းညာချင်းဖြစ်တဲ့ဖြစ်စဉ်မဟုတ်ဘူးပေါ့နော်အဲ့တော့ခန္ဓာကိုယ်အင်အားတွေခွန်အားတွေလျော့နေလာတာဒါတွေကလည်းတနေ့တည်းမှာပဲဖြစ်တတ်တဲ့ဖြစ်စဉ်မဟုတ်ဘူးအချိန်နဲ့များတဖြည်းဖြည်းချင်းဖြစ်နေတယ်တဖြည်းဖြည်းချင်းအိုမင်းရင်ရော်လာတာပေါ့နော်တဖြည်းဖြည်းချင်းလျော်နေလာတာစိတ်အင်အားတွေခွန်အားတွေကလည်းတဖြည်းဖြည်းချင်းလျော်နေလာတာပေါ့အဲ့လိုတဖြည်းဖြည်းချင်းဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကလည်းအလေးကျင့်ကောင်းတွေကိုနေ့စဉ်နေ့တိုင်းရေရှည်လှုပ်သွားဖို့လိုအပ်ပါတယ်အဲ့လိုအလေးကျင့်ကောင်းတွေလှုပ်သွားတာနဲ့အမျှရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရောနုပြိုလန်းဆန်းတက်ကြွမှုတွေကိုအရွယ်နဲ့မလိုက်အောင်ခံစားရမှာဖြစ်ပါတယ်ကျမနားထောင်ပြခဲ့တဲ့ဒီထေရှားကြော်ကြတဲ့ဆရာမကြီးတွေပြောပြထားတဲ့အလေးကျင့်ကောင်းလေးတွေကိုမျှဝေပေးတာဖြစ်ပါတယ်ကျမလည်းစူးစမ်းပြီးတော့လေ့ကျင့်နေပါတယ်အားလုံးလည်းအလေးကျင့်ကောင်းလေးတွေကိုတိဆောက်ရင်းနဲ့ငယ်ရွယ်နှုတ်ပြပြီးတော့လန်းဆန်းတက်ကြွတဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်